အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အားလုံးသိကျင်နေကြတဲ့17ရက်နေ့ဘီယန်နဲ့ပွဲကိုချွန်ပူရီနောက်တဲ့ဘယ်ကွင်းမှာကံမာလဲဆိုတာကိုမင်းနေကြတော့ကျွန်တော်ဒီဗီဒီယိုလေးနဲ့တင်ပေးလိုက်ပါတယ်ကျွန်တော်တို့17ရက်နေ့ပွဲကြတော့10ရက်နေ့နဲ့9ရက်နေ့ကံမာတဲ့ကွင်းမဟုတ်တော့ပါဘူးတော့ဝင်မယ်ကျွန်တော်တို့အကွာအဝေးချင်းကတော့တူတူပါပဲကျွန်တော်တို့ရဲ့နေရာကနေသွားမယ်ဆိုလို့ရှိရင်မိနစ်42မိနစ်43မိနစ်ပေါ့နော်ကိုကဲမှာပုံမှန်ပဲဗျတူတူပဲကျွန်တော်တို့အခု MB Stadium လောက်ပဲကျွန်တော်တို့အကွာအဝေးလောက်ပဲသွားရတယ်ပေါ့နော်ကျွန်တော်တို့17ရက်နေ့ကံမဲ့ကွင်းနာမည်ကချွန်ပူရီ DAIKIN တိုင်းကင်စတေဒီယမ်ဖြစ်ပါတယ်ဒီပုံလေးတွေမှာကျွန်တော်ပြထားပေးမယ်နော်ချွန်ပူရီတိုင်းကင်စတေဒီယမ်လို့ရိုက်ရှာပြီးတော့ကျွန်တော်တို့ကွာဝေးကြည့်လို့ရပါတယ်မိနစ်40ကျော်လေးပါပဲကျွန်တော်တို့ကွာဝေးကတော့တူတူပါပဲเนาะချွန်ပူဒီထိုင်းမှာပဲပြီးတော့မဝေးလဲမဝေးဘူးကျွန်တော်တို့တွန်းရတဲ့အကွာဝေးကြတော့ IPE နဲ့တူတူပဲကွာဝေးသွားတာပေါ့เนาะချွန်ပူဒီတိုင်းကင်စတေဒီယမ်ဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်တို့17ရက်နေ့ BNN နဲ့ရေကုန်ရေကန်းကစားသွားမယ်မြန်မာအမျိုးသမီးအသင်းကိုလာရောက်အားပေးကြပါအောင်လို့ကျွန်တော်ဒီကနေပြီးတော့မြစ်တာရက်ခံပါတယ်အားလုံးလည်းကျွန်တော်တို့မြန်မာအသင်းကိုအနိုင်ရအောင်အားပေးကြမယ်အလုပ်တွေဖြတ်ပြီးသွားကြမယ်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်